ngóng xa này mẹ ấu ở thể lê con ngóng nê gì anh lê con ngóng kì số chuyện biên này nó bà má mà phía lão mà biên mà con ngóng lê chi này mẹ con ngóng lê na thòng này mẹ con ngóng lê yên huy con ngóng lê tông này mẹ xa gì con ngóng lê nê gì anh lê số biên này nó số con nó xoan số đây này mà lú được cái mà đấy cái bà lê con nó bây giờ lâu mà béo mẹ phía này lẽ lâu mà phong gì được cái béo mẹ phía toàn này được cái mà đấy cái thóc bìa phải không là cái lẽ lâu mà bây giờ lâu mà là em luôn không bảo từ lúc béo mẹ mê lại rồi không là anh lấy tiền phi ra đấy không là cái đi đâu ứng nó được cái mà rồi được thuê lẽ lâu mà số bây giờ lâu này vô được biên này luôn lâu đó mà lâu mà là lâu mà là lu lẽ lâu rồi phong gì lẽ khali lẽ công tú lâu mà biên này đó ấy bây giờ mà con lẽ chỉ lo mấy này đâu nó na mà lại con na trong lo mấy này muốn nó không mà lại con ấy ta ở mũi này con liền mà tung này đâu bây giờ bây giờ mà lại con mà sao này đâu cô mà lại con mua này đâu nếu gì thay gì anh đó sofa đó cả sao bộ bà mà tung này đâu đại gia mà đâu biên này luôn đó mà phía bu với nhà sĩ ông chú gia mà phía mà là bên em yêu sĩ tuổi gì sống ông này bà mà là sống ông này bà mà là ở chỗ đó xong đặc cái gì để bên này mà để xong ta bịa mà không là cái số chuyện con là về nó cái đôi cha tháp gì nó phong như là bịa mà không là cái đi đó nào xong ngã cú nhau qua bà đây này nhà chi mua biến để lưu vào nhà chi mua đà la với nhà chi để bao gồm mà ta liền phải nhà chi mua đà la phải nhà cái gì để bao gồm số gì với nhà nè lu biến lu phải nhà cái gì để lưu lên mà la lưu mai phía khám mà la lưu lên mà phía ông chú ra mà la biến này mai đoá mẹ mà biến mà phải cái này yo sa wa ta ta si we câu ti do hi na viriyo eka ha si vi ta te yo viriya marabado dala ရှင်းသားတို့ခြင်းပုဂ္ဂိုလ်သည်ပြင်းပြီးတော့အသက်တရားသက်ရှိတယ်ဆိုကြပါစို့ထိုပြင်းပြီးတော့အသက်တရားသက်ရှိတဲ့ပုဂ္ဂိုလ်အသက်ရှိခြင်းသည်မမြတ်ပါဘူးအကျဉ်ပုဂ္ဂိုလ်သည်တရက်ပဲသက်ရှိတယ်သို့တော်လည်းပဲအဲ့ဒီတရားတွေမှာလှုပ်เสียရှိတဲ့ကုသိုလ်ရေးကိုလှုပ်တယ်လှုပ်เสียရှိတဲ့လူမှုရေးတွေကိုလှုပ်ဆောင်တယ်လှုပ်เสียရှိတဲ့ပရာဟိတအလုပ်တွေကိုလှုပ်ဆောင်တယ်လှုပ်เสียရှိတဲ့မိသားစုအရေးတွေကိုလှုပ်ဆောင်တယ်ထိုပုဂ္ဂိုလ်ရဲ့တရားတာသက်ရှိခြင်းသည်ဟိုပြင်းနေတဲ့ငပြင်းရဲ့နှစ်ပေါင်း100အသက်ရှိတာထက်ထိုပုဂ္ဂိုလ်ရဲ့အလုပ်လုပ်ပြီးတော့တရားတာသက်ရှိတာမြတ်တယ်ဘလူကမိန်ခဲ့တာဒါကြောင့်ပြင်းတာကောင်းလားမကောင်းဘူးလားဒါကြောင့်နံပါတ်5ပြင်းနေရင်ဘုရားကကဲ့ရဲ့မယ်ကဲ့ရဲ့တဲ့ပုဂ္ဂိုလ်ဖြစ်မယ်ဝရိယရှိမှဘုရားရှိန်မောမယ်ငါသည်ပြင်းလို့မဖြစ်ဘူးဘုရားရှိန်မောတဲ့ပုဂ္ဂိုလ်စဉ်ထဲမှာပါဝရိယရှိမှဖြစ်မယ်ဝရိယရှိမှပြင်းနေရင်ဝရိယရှိမှဘယ်နဲ့ချက်ကောင်းသွားဆိုပြန်ဆိုဘယ်သူမီစွမ်းမြတ်ရှိမွမ်းမွေခမ်းငိုင်ပြင်းရှောင်းနံပါတ်6ကပါလေမွေ
ငွေဆိုတာမြတ်စွာဘုရားပေးတဲ့အမွေဘသူပေးတဲ့အမွေဘုရားပေးတဲ့အမွေဟာဗတ်ငွေထက်မသာဘူးလားဗတ်ငွေနဲ့ဘုရားပေးတဲ့အမွေဘယ်ကပိုသားဗတ်ငွေကဒီတဘွားတည်းသုံးလို့ရတာဘုရားပေးတဲ့အမွေကနောက်ဘဝလည်းနောက်ဘဝလည်းနိဗ္ဗာန်ရောက်တဲ့အထိဘယ်အမွေကပိုများဘုရားပေးတဲ့အမွေ9မျိုးရှိတယ်ဆိုကြရအောင်သတ္တာသီလသုဒ္ဓစာကပညာဟိရိဩတ္တပသူတော်ကောင်းဥစ္စာယတနာဘယ်နှပါသတ္တာတဲ့သတ္တာဆိုတာတခြားလားစိတ်ချယုံကြည်တာလားစိတ်ချယုံတယ်ဘုရားနဲ့ပတ်သက်လို့စိတ်ချပြီးတော့ယုံကြည်တာတရားနဲ့ပတ်သက်လို့စိတ်ချယုံကြည်တာသံဃာနဲ့ပတ်သက်လို့စိတ်ချယုံကြည်တာကိုယ်လုပ်တဲ့ကံတရားကောင်းတဲ့ကံတရားနဲ့ပတ်သက်လို့စိတ်ချယုံကြည်တာကောင်းတဲ့ကံရဲ့အကျိုးပေးနဲ့ပတ်သက်လို့စိတ်ချယုံကြည်တာပါတယ်လေတတ္တာတတ္တာဆိုတာပြည့်ရမလားခိုင်အောင်ကြိုးစားရမလားသေဂာနိနတ်တွေကဟုတ်လားသေဂာနိနတ်တွေနတ်ပြည်မှာတည်တော့မယ်ဆိုရင်တခြားနတ်တွေကနတ်မမာလာမေးကြဆိုပဲလူပြည်မှာသေဂာနိလူမမာမမေးဘူးလားနတ်ပြည်မှာလည်းသေဂာနိနတ်မမာမေးကြတယ်အဲ့ဒီနတ်မမာကိုသေဂာနိနတ်မမာကိုလူနာနတ်နာလာမေးတဲ့တခြားနတ်တွေကလည်းမှားကြတယ်တဲ့သူဂရိဘုံဘဝကိုသွားပါကောင်းတဲ့တရားကိုရအောင်ယူပါကောင်းတဲ့လလဘကိုရအောင်ယူပါထိုကောင်းတဲ့လလဘကိုခိုင်မြဲအောင်ကြိုးစားပါဘယ်နှချက်မှာဗါလေသူဂရိဘုံဘဝကိုသွားပါကောင်းတဲ့လလဘကိုရအောင်ယူပါထိုကောင်းတဲ့လလဘကိုခိုင်မြဲအောင်ပြုလုပ်ပါဘယ်နှချက်ဘယ်ကိုသွားပါဘယ်ကိုသွားပါဘာကိုရအောင်ယူပါကောင်းတဲ့လလဘကိုထိုကောင်းတဲ့လလဘကိုခိုင်မြဲအောင်လုပ်ပါတဲ့ဘယ်သူတွေကမှာအဲ့ဒါမြတ်စွာဘုရားဟောတော့ယဟန်တစ်ပါးအရှင်ဘုရားကောင်းတဲ့ဘုံဘဝဆိုတာဘာလဲတဲ့လူဘုံပြောတာတဲ့ကောင်းတဲ့ဘုံဘဝဆိုတာဘာဘုံလဲကောင်းတဲ့လလဘဆိုတာဘာလဲတတ္တတရားတဲ့ကောင်းတဲ့လလဘဆိုတာအဲ့ဒီကောင်းတဲ့လလဘခိုင်မြဲအောင်လုပ်ပါဆိုတာတတ္တတရားကိုတတ္တတရားတချို့ပြက်တဲ့ပုဂ္ဂိုလ်ရှိတယ်မဟုတ်လားဟိုအရင်တော့ကြားဘူးတယ်မဟုတ်လားရှင်သာရိပုတ္တရာကိုတခါကြီးတယောက်ဆွမ်းစားပင့်တယ်တဲ့သင်္ကန်း3စုံလှူမလို့တဲ့သင်္ကန်းဘယ်နှစုံသူတော်ကောင်းတို့ကြားဘူးရပါတယ်အဲလေခွက်ကိုဖြတ်ပြီးသွားတဲ့အခါမြောင်းတွေ့တော့ရှင်သာရိပုတ္တရာဘာလုပ်လိုက်လဲဒီဖုန်းကြီးကြီးစမ်းငါကနာမည်ကြီးဆိုပြီးတော့ပင့်တာအင်္ဂရိမရှိဘူးမြောင်းကိုခုံတယ်သင်္ကန်း2စုံပဲလှူတော့မယ်3စုံတဲ့က1စုံအဲ့ဒါနဲ့ရှေ့ဆက်သွားကြတဲ့အခါနောက်မြောင်းတစ်ခုတွေ့တော့လေရှင်သာရိပုတ္တရာဘာဖြစ်လဲခုံလိုက်တယ်ရှေ့စမ်းခုံပြန်ပြီဒီဘုန်းကြီးသင်္ကန်း1စုံပဲလူတော့မယ်အဲဆိုတော့ရှင်သာရိပုတ္တရာနဲ့ဆက်သွားကြရှေ့မှာမြောင်းတိတိလေးကျင်းချင်းလေးတစ်ခုတွေ့တော့ရှင်သာရိပုတ္တရာမခုံတော့ဘူးဆင်းပြီးတော့ရှောက်တယ်ပေါ့အရှင်ဘုရားအဲ့ဒီမြောင်းခုံမအောင်လားတိတိလေးဆိုတော့ဘာလို့ဆင်းလျှောက်တာလဲဒီတစ်ခါလျှောက်လိုက်ရင်သင်္ကန်း1စုံမှာဩငါစိတ်ကိုသိနေပြီဆိုတော့သင်္ကန်းဘယ်နှစုံလှူလိုက်တရားတရားဆိုတာလေခိုင်တာလားပြတ်တတ်တာလားပုထုဇဉ်တရားတရားမြဲလားမမြဲဘူးလားဟုတ်လားတော့ကြရင်ဘာလဲဘာခိုင်းလဲတခိုင်းပေါ်လာတယ်လေဟုတ်လားသူတော်ကောင်းတော့ပေါ်လာတယ်မဟုတ်လားဘာခိုင်းညာပိဿုပံကမ္မဝါဒဆိုတဲ့ခိုင်းတော့ကြအဲ့ဒီတရားသွားနာလို့ဟိုဘက်ခိုင်းရောက်သွားတတ်တယ်ဟုတ်လားမကောင်းတဲ့တရားတော့မနာဖြစ်အောင်ကြိုးစားပေါ့နော်နာလို့ရှိရင်လေအတိညာကိုဦးစားပေးပြီးတော့ရှေ့တန်းတင်ပြီးတော့မနာရမလားနာရမလား
Nayama, Damagriga, Nameji, Sierra de Dama, Eddie Ganya Bajaramala. The Danteasra, Kainala, Makaimula. Puruzian, the Danteasra, Aria, the Radiama. Faya along the Radiama. E. Dajang, the Radiagule, Yanet, Tame Bido, Kai Ao, Juzame. Dido. The Gamaji, the Radia, Count on the Kacha, a lane meet at the no. Homayana so, oh, the Bandwaza, who's all like Doja, Yahandalem Hobu, Han Sound Azuro, Wavami. The Gamaji, the Dago Banet Tayame, Pienya Net Tayame, the Dago Banet Tayame. A Yenua and Yape, my hand at the Babore. The Gamaji. Suzu Yong net, Suzu Yong net, Twilight Jada, Pulai Jada, Lulai Jada. Bido Era Town Cheese Robia Yiga, Pan Bido Sitebo, Men Bedonga by Hana Pile. The Bido automated Yahana Pieta. Azro Mem Yahana Pieta Piozamau. The Bido Luna Megale, Mounta Piare. Yan Kanaido automated Yahana Pieta. Era ne Ludiga, Davido, Yahana, Puzo Jada, Davido Namigado, Pale, Mounta, Yan Canado, Yahanta, automatic Pizarade. Era go Madi, Namale Vido, the Gama Yidia, Suzu Yuna, Yahanda, Lupa Kuduya, so we are Lula Jarale, Vido, Mountain Tuadridago. At the Dantiago Banet Tayame. Dayang Duraga Oza Benamba. Tada, Lila, Luda, Saga, Pienya, Hiri, Odava. Tila Gole Duragano Tayame, Tila Gole Mataya Mala Taya Mala, Mudamaba, Badure Piorale, Kauna, Macau Lainbo, Mudamaba. Yaswa Piagali Muda Wada Adidata, Ekadama Adidata, Muda Wadeta Zanduno, Waiting Baralokata, Nati Baba Akaria, Payakuramya Jiga, Muda Biode Boko Maloye de Agudo Masivabu, Muda Zaga, Imatan Chausia, Kone, Baduga Biora. Payayatado Yahulago Payachin Kuramya Jiga. Shida Lima Bione Ye Quackligo, Kaimiro, Yaswapiaga Chetago Yesi, Bido Yahula Gligo Yade, Di Quama Ye Blaushi, and Nene Vejano de Pia Lane Jode Bogoya Tanama Durogan de Azolo, Nene Vejano de Payagramia Ye Quago Ye a Con Lighter Shida, Di Quama Bashi, Palmsido. Shida Lane Jordan de Bogoya Tanama, Lila Sore Pojendaya, Count de Duragan de Yaha, Bama Meshidobu, Count de la Bido Payagramia Yiga, Quago Moutale de Shida, Di Quaha Blupin, Mounted de Pia. Ye Venesachi did it, Kuma Meshidobu. Shida Eddie Dime better. Lane Jordan Bogoya Tanama, Duragan de Yan, Bama Meshidobu, Duragan de Yago, Moutale be Dido Lane Jobu Kauna. Mudama Ba Mabione don't know. Payajai Dala Majabula. Paduga Sati twin like Madibu. The Nangano Ye Bansa Bido. Pure like did it, Mudama Ba. I may go you will pure like did it. Payaga Jaila Majabula. Majabu. That is right. Duragan Ozayana, Lame Mabjobu Dila, Long out Tama Dila, so that the Chala Sigala. Siganga, Nangan Chadima, Sigam Gamula. Cabo Tele Lumate Butansi Bido. A Michael and the Adam of Jibu, Piela. Benaga ending, Benaga ending was Susu Nyanle, Malobu, Casele, Jay Mopembu, Bega, and Tikai Masolo. A Jay Pomiano, Diego Ponseta, to have Mabiobu. Diego Ponsela is 7 minutes to my Yega Yaulayo.
ရဲကရောက်လာသူ့ကတခါလေရဲကစစ်တော့တာပဲအဲ့ဒါကြောင့်ဘေးကအိမ်ကဘေးကအိမ်ကိုအတန်နဲ့လဲဆူညံမှုမလုပ်ရဘူးဒါစီကံရှိတယ်မြန်မာတွေမှာသဘောမကောင်းဘူးလားဘလောက်ပဲဆူဆူသိခံတာပဲမသိခံဘူးလားပြောလိုက်တယ်သိခံနိဗ္ဗာန်အဲ့ဒီနေရာမှာပြောတာမဟုတ်ပါဘူးဟုတ်လားတရားထိုင်တဲ့နေရာမှာသိခံမှပါလေအခုကမဟုတ်တဲ့နေရာမှာသွားသုံးတာကိုဗျအမိုက်တယ်လေနေရာတိုင်းမှာဖြစ်တယ်တချို့သူနဲ့သူများအိမ်နာမှာတောင်မှအမိုက်နဲ့စုပ်ပြုံတဲ့နေရာဆိုခွေးကောင်ပုတ်တွေတောင်လာပြည့်သေးတယ်အတော်စီကံရှိတာနော်အဲ့ဒါသူများဒုက္ခမပေးဘူးလားအများသုံးအိမ်သားတို့ခရီးသွားတဲ့ခါလဲကိုယ်ကိစ္စကိုစင်အောင်အေးတာဝန်ရှိတယ်ဟုတ်လားအဲ့ဒါကြောင့်တချို့ကခက်ချမ်းချမ်းတော့ရေးထားသေးတယ်တာဝန်ရှိတယ်ကိုယ်ကိစ္စကိုအားလုံးတန်ရှင်းလုပ်ရမယ်ဒါကိုယ်တာဝန်ပဲကိုလုပ်တဲ့အလုပ်ကိုကိုကတာဝန်မယူရမှာလို့ရမှာလားအဲ့ဒါတခြားလားစီကံလားသဘာဝကိုကအဲ့ဒါစီကံပဲအဲ့ဒီစီကံမရှိဘူးဆိုရင်တီလာကိုလည်းဖြစ်ချင်းရမရောက်ဘူးတီလာဆိုတာတခြားလားစီကံလားအသက်ရွယ်ကြီးရင်လာတဲ့အမေကိုပြုစုရမယ်အဲ့ဒါစီကံပဲလူချင်းဝဲလူစီကံပဲဆင်းရဲတဲ့ကိုမိသားစုတွေကတူမလေးတွေပညာမသင်ပေးနိုင်ဘူးကိုကတတ်နိုင်တဲ့လောက်ထောက်ပံ့ကူညီပေးရမယ်အဲ့ဒါတခြားလားလူချင်းဝဲလူစီကံလားအဲ့ဆိုတော့အဲ့ဒါတွေလေတခြားလားဖျားပေးခဲ့တဲ့အမွေတွေပဲလားအဲ့ဒါသီလသုဒ္ဓဘုဒ္ဓတွေပေါ်ရှားဖွေစုဆောင်ရမယ်စာကစွန့်ကြဲမှုပေကံမှုစွန့်နိုင်သမျှကိုကစွန့်ကြဲရမယ်ပေကံရမယ်ပြီးတော့ပညာအရာမှာချင့်ချိန်တတ်တဲ့ပညာရှိအောင်ကြိုးစားရမယ်ဟိရိဩတ္တပဟုတ်လားမကောင်းမှုရှင်းရမယ်မကောင်းမှုကိုလုပ်ရမှာကြောက်ရမယ်သူတော်ကောင်းဥစ္စာယရဏဘယ်နှပါးတခြားပေးတဲ့အမွေလားဖျားပေးတဲ့အမွေလားကဲပြင်းနေလို့ရှိရင်ဒီအမွေ9ပါးကိုလည်းမပြင်းမှဒါကြောင့်ပြင်းနေတဲ့လူမဖြစ်အောင်ဘယ်နှမျိုးရှိသွားပြီမွေခမ်းငိုင်ပြင်းရှောင်ပြင်းတဲ့လူဝိရိယနေတဲ့လူဘာဖြစ်လာငိုက်လာတယ်ဘာဖြစ်လာလဲငိုက်ခါနီးပါလေပါးစပ်ဟာပြီးတော့ဝါးနဲ့တန်းလိုက်တာအဲ့ဒါဘာလက္ခဏာဘုန်းကြီးရှေ့မှာတန်းရင်လေအဲ့ဓမ္မဂရိယဘုန်းကြီးတွေအင်မတန်ကြောက်တာတန်းတဲ့ဟာဘူးဓမ္မဂရိယဘုန်းကြီးတွေကိုအနုမြူဘုံနဲ့ပြစ်တာလောက်ဓမ္မဂရိယကြောက်တယ်ဟုတ်လားအဲ့ဒါပြင်းလို့ပဲဦးဇင်းကကြည့်ထားတယ်ဘသူများတန်းလဲလို့ဟုတ်လားကြည့်ထားတယ်အဲ့ဆိုတဝါဝတန်းနေတာကပါတယ်လေအေးမတရားအေးပြက်လာလို့တန်းတာကတော့တမျိုးပေါ့ဗျာအဲ့ဒါနဲ့ပြင်းရင်တန်းလာတယ်တန်းရင်ဘာဖြစ်လာလဲအဲ့ဒီတန်းတဲ့ယောဂလည်းကူတာဟုတ်လားကောင်းလေးတယောက်ပြောအရှင်ဖေတပည့်တော်ကကြောင်တန်းတော့နောက်ကလိုက်တန်းရှင်တဲ့အမလီဖြစ်မှဖြစ်ရလေအဲ့ဆိုရင်အဲ့ဒီငိုက်လာတယ်ပြင်းလာတယ်သူတော်ကောင်းအလုပ်ကိုကြိုးစားရင်းနဲ့ငိုက်လာတယ်ပြင်းလာတယ်ဆိုရင်ဖခင်ကအပြင်းဖြောက်တဲ့ဥစ္စာကိုသင်ပေးထားတာတော့ရှိတယ်ဘလို့လဲဆိုတော့လွင်ပြင်ကြီးကိုထွက်လိုက်ပါကောင်းငယ်မောကြည့်လိုက်ပါအဲ့ဒါအိမ်ငိုက်တာမပြေပြောက်သေးဘူးရင်လက်ကလေးခြေကလေးကိုဆမ်းပြီးလှုပ်ရှားလိုက်ပါဟုတ်လားပြီးတော့ဗါလေကိုကပတ်ဝန်းကျင်ကိုကြည့်လိုက်ပါပြီးတော့အလင်းရောင်အားကြီးတဲ့ဥစ္စာကိုမျက်စိနဲ့တခါစူးစူးဆိုင်ဆိုင်ကြည့်လိုက်ပါအဲ့ဒါဆိုရင်အိမ်ငိုက်တဲ့ဥစ္စာဗါလေပြေပြောက်သွားတယ်တဲ့ဒါကြောင့်အိမ်ငိုက်တယ်ဆိုတာတခြားလားပြင်းတဲ့သဘောလားပြင်းတဲ့လူဟာဗါလေများသွားပြင်ခွေးနေတာများတယ်အိတ်ကြီးတာများတယ်အိမ်ငိုက်တာများတယ်အဲ့ဒါဘာလက္ခဏာပြင်းလို့ရှိရင်သူတော်ကောင်းတရားတွေလောကီကြီးပွားရေးလောကုတ္တရာကြီးပွားရေးတွေကိုဆောင်ရွက်နိုင်ပါမလားဒါကြောင့်အိမ်ငိုက်တဲ့သူပြင်းနေတဲ့ပုဂ္ဂိုလ်မဖြစ်အောင်မကြိုးစားမလားကြိုးစားမလားအတန်နဲမသွားစေနဲ့နော်အတန်နဲသွားရင်ဘယ်ဘက်ရောက်သွားမလဲအေးဟုတ်တယ်ကဲဘယ်နှမျိုးရှိသွားပြီမဆုံးမရှင်းတော့ဟောရတော့မှာပဲကဲပဲ
သူမိစွမ်းမျက်ရှိမွမ်းငွေခမ်းငိုင်ပြင်းရှောင်းခုနှစ်ပါးရှိသွားပြီမလားပြင်းရှောင်းဆိုတာပြင်းတဲ့လူနဲ့မပေါင်းနဲ့တဲ့ပြင်းတဲ့လူနဲ့ပေါင်းရင်အပြင်းကုလာမယ်တဲ့ကိုယ်သားသမီးမြေးတွေကိုလည်းပြင်းတဲ့ကြောင်းသားလေးတွေနဲ့မပေါင်းခိုင်းနဲ့ပေါင်းရင်ပြင်းသွားလိမ့်မယ်ပြင်းသွားရင်တိုးတက်ပါအောင်မလားမတိုးတက်ရင်အားလုံးမဆုံးချုံပါလားဆုံးချုံသွားမှာလားကြီးပွားရေးတွေလူမှုရေးတွေပရိဒတ်လုပ်ငန်းတွေအကုန်လုံးဆုံးချုံသွားမယ်ဒါကြောင့်ပြင်းနေလို့ပြင်းတဲ့ပုဂ္ဂိုလ်ကိုလည်းပေါင်းရမလားမပြောတဲ့ပုဂ္ဂိုလ်တွေကတော့ပေါင်းမယ်ဆိုတဲ့သဘောဟုတ်လားကဲဒီတော့ဘယ်နှချက်ရှိသွားပြီရှစ်ချက်ရှိသွားပြီနော်ငွေခမ်းငိုင်ပြင်းရှောင်းဝီရှိပေါင်းကားတဲ့ဘယ်ပုဂ္ဂိုလ်နဲ့ပေါင်းရမလဲဝိရိယရှိတဲ့ပုဂ္ဂိုလ်နဲ့ပေါင်းမှသာလျှင်ဝိရိယလည်းရှိလာမယ်ဒါကြောင့်ဝိရိယရှိတဲ့ပုဂ္ဂိုလ်နဲ့ပေါင်းရမယ်ပေါင်းမှအပြင်းနဲ့ပြောက်ပြီးတော့အတုယူလို့ရတဲ့ကောင်းတဲ့စိတ်ဓာတ်ကလေးတွေကကိုယ့်ရဲ့တဏ္ဍာမှာရှင်သန်လာလိမ့်မယ်ဝီရှိပေါင်းကဝီရင်ကတဲ့ဝိရိယအင်္ဂါဘယ်နှပါ၄ပါးဝိရိယအင်္ဂါဘယ်နှပါအကုသိုလ်ဖက်မှာက2ပါးကုသိုလ်ဖက်မှာက2ပါးအကုသိုလ်ဖက်မှာကလှုပ်ပြီးတဲ့အကုသိုလ်တွေကိုမစင်စားနဲ့တော့မလှုပ်ရသေးတဲ့အကုသိုလ်တွေကိုမလှုပ်ဖြစ်အောင်ကြိုးစားပါပြောကြည့်အောင်လှုပ်ပြီးတဲ့အကုသိုလ်တွေကိုမစင်စားနဲ့တော့မလှုပ်ဖြစ်သေးတဲ့အကုသိုလ်တွေကိုမလှုပ်ဖြစ်အောင်ကြိုးစားပါအကုသိုလ်ဘက်မှာဝိရိယအင်္ဂါဘယ်နှပါကုသိုလ်ဘက်မှာကမလှုပ်ရသေးတဲ့ကုသိုလ်ကိုလှုပ်ဖြစ်အောင်ကြိုးစားပါလှုပ်ပြီးသားကုသိုလ်တွေကိုတိုးပွားအောင်ကြိုးစားပါကုသိုလ်ဘက်မှာအဲ့ဒါပြင်းနေတဲ့ပုဂ္ဂိုလ်လုံနိုင်ပါမလားကြိုးစားနိုင်ပါမလားအကုသိုလ်ဘက်မှာဘယ်နှမျိုးပါလဲလုံပြီးတဲ့အကုသိုလ်တွေကိုမစင်စားနဲ့တော့တချို့ကအကုသိုလ်လုပ်ပြီးလို့ရှိရင်ငါမှားလိုက်တာအဲ့ဒါကိုစဉ်းစားပြီးတော့ဘာဖြစ်နေလဲစိတ်မချမ်းသာဖြစ်နေတယ်ဘာတတ်နိုင်အောင်မလဲထပ်ပြီးတော့စဉ်းစားရင်အကုသိုလ်ပါတာလားပွားလာတာလားပေါ်လာတယ်ပွားလာတယ်ဟုတ်လားအကုသိုလ်တွေထပ်မစဉ်းစားဘဲနဲ့နေလို့ရှိရင်ကုသိုလ်တရားတွေကိုထပ်ပြီးကြိုးစားလိုက်မယ်ဆိုရင်အကုသိုလ်ထပ်မဖြစ်အောင်ကြိုးစားလိုက်မယ်ဆိုရင်ကုသိုလ်တရားတွေမပွားလာမလားပွားလာမလားကဲသူတော်ကောင်းတို့တန်တရာဘဝကသူတော်ကောင်းတို့ဥစဉ်တို့တွေကကုသိုလ်လုပ်ခဲ့တာများမလားအကုသိုလ်လုပ်ခဲ့တာများမလားဒီစိတ်ကကုသိုလ်နဲ့အကုသိုလ်ဘယ်မှာပြောဒီစိတ်ကလေးကကုသိုလ်လုပ်ဖြစ်အောင်များခိုင်းမှာလားအကုသိုလ်လုပ်ဖြစ်အောင်များခိုင်းမှာလားတသန္တရာလုံးဖျားလည်းမပွင့်ဘူးသူတော်ကောင်းအဆုံးမှလည်းတိတ်ပြီးတော့နားမထောင်ရအဲ့ဒီတော့ဒီစိတ်ကအကုသိုလ်မှာပြောအကုသိုလ်အလုပ်တွေခိုင်းအကုသိုလ်လုပ်တွေကိုမတရားလုပ်ခဲ့တဲ့အခါကျတော့အကုသိုလ်ကြွေးတွေကနည်းမလားများမလားများပါဗျာခန္ဓာနဲ့ဆက်ရင်ကြည်နိုင်စရာဉာဏ်နဲ့ဆက်မှကုသိုလ်များလုပ်ဉာဏ်ဥစည်းတဲ့ဝိပဿနာအလုပ်ကိုတတ်နိုင်သလောက်လုပ်အဲ့ဒါဆိုရင်အကုသိုလ်ကြွေးတွေမကြည်မှလားကြည်သွားမှလားကြည်သွားပါဗျာသူတော်ကောင်းတို့ကြားဘူးတဲ့အင်္ဂုလိမာလလူပေါင်းများများဆိုတာမတတ်ဘူးလားခန္ဓာနဲ့ဆက်မယ်ဆိုရင်အပယ်ကိုကြပြီးတော့ဆက်လို့မကုန်နိုင်ဘူးအခုကယန္တာဖြစ်အောင်ညာနဲ့ကျင်လိုက်တော့အပယ်ကိုကြသေးလားအပယ်ကစင်းလုံးကျွတ်လွတ်သွားတာလားကဲနေရမကြဘူးလားဒါကြောင့်မလို့သူတော်ကောင်းတို့ပြင်းနေလို့ရှိရင်တော့မရဘူးမပြင်းမှပြင်းနေရင်တော့အေးဟုတ်ပြီဝိရိယအင်္ဂါဘယ်နှပါ
လေးပါးပြီးခဲ့တဲ့အကုသိုလ်တွေကိုမစင်စားနဲ့တော့မလုပ်ရသေးတဲ့အကုသိုလ်တွေကိုမလုပ်ရသေးတဲ့ကုသိုလ်တွေကိုလုပ်ဖြစ်အောင်ကြိုးစားပါတိမ်မဆောက်ဘူးသေးဘူးလားဆောက်လိုက်ပါတယောက်တည်းမတတ်နိုင်တော့ပြတစ်ချက်လူလိုက်ပါဘိလမြေတအိတ်လူလိုက်ပါကြောင်းမလူဘူးသေးဘူးလားလူလိုက်ပါတယောက်တည်းမတတ်နိုင်ရင်ဘိလမြေတအိတ်တော့ပြတစ်ချက်လူလိုက်ပါပိုက်ဆံ1000လူလိုက်ပါ1000လူလိုက်ပါကုသိုလ်မရဘူးလားကထိန်မခင်းဘူးသေးဘူးဆိုရင်ကထိန်ခင်းဘူးတဲ့ကုသိုလ်ဖြစ်အောင်ပါတယ်လေကြိုးစားရမယ်မကြိုးစားမှာလားဒါကြောင့်သူတော်ကောင်းတို့မလုပ်ရသေးတဲ့ကုသိုလ်တွေကိုလုပ်ဖြစ်အောင်ကြိုးစားပါလုပ်ပြီးတဲ့ကုသိုလ်ပုံမှန်ကုသိုလ်တွေကိုလည်းရော့အောင်ကြိုးစားရမှာလားတိုးပွားအောင်ကြိုးစားရမှာလားအဲ့ဒီဝိရိယအင်္ဂါ၄ပါးကိုကြိုးစားခြင်းတပတ်ဆိုရင်သူတော်ကောင်းတို့ပြင်းနေလို့တော့ဝိရိယရှိမှပြောပါမပြောရင်အိမ်ငိုက်လာလိမ့်မယ်ကဲပြင်းနေလို့တော့ဝိရိယရှိအောင်ကြိုးစားမှရမယ်ဘယ်နှပါးရှိသွားပြီတယောက်က9ပါးတဲ့တယောက်က10ပါးတဲ့ဘယ်သူနောက်လိုက်ရမလဲ10ပါးရှိသွားပြီနောက်ဆုံး17ပါးမြောက်ကပါလဲဝီမာစိတ်ထားညောရမည်ကိုအဋိဋ္ဌံလိုက်ဒီကနေ့ကစပြီးတော့ပါလဲအဋိဋ္ဌံလိုက်ငါဟာဝိရိယရှိသူတယောက်ဖြစ်စီရမယ်ဆိုကြည့်လိုက်ပါအမေအဲ့ဒီအတိုင်းနဲ့မရသေးဘူးဟုတ်လားကဲဆိုလိုက်စမ်းငါဟာဝိရိယရှိသူတယောက်ဖြစ်စီရမယ်3ကြိမ်အေးအဲ့ရှင်နေတဲ့ပုဂ္ဂိုလ်နိုးသွားအောင်ကဲပြင်းတဲ့ပုဂ္ဂိုလ်ဖြစ်အောင်ကြိုးစားရမှာလားဝိရိယရှိသူဖြစ်အောင်ကြိုးစားရမှာလားဘယ်တော့မှပြင်းတဲ့ပုဂ္ဂိုလ်အမြဲတမ်းဝိရိယရှိသူဖြစ်အောင်အေးအဲ့ဒါမှသူတော်ကောင်းတို့လောကီလည်းကျေးဇူးမများမှာလားများမှာလားလောကုတ္တရာဘက်မှာလည်းကျေးဇူးမများမှာလားများမှာလားဒါကြောင့်ပြင်းနေရမှာလားဝိရိယရှိအောင်ကြိုးစားရမှာလားကဲဒီတော့ဝတ္ထုလေးတစ်ပုဒ်ပြောလိုက်အောင်မယ်9မိနစ်ကြော်လောက်ပေါ့ဘုရားရှင်ကိုရောမြတ်ကြီးလက်ထက်တော်ကားတုန်းကဘုရားရှင်သည်ဝေလူဝန်ကျောင်းတော်မြတ်ရာဇဂိုမှာတရင်သုံးတဲ့အချိန်ရာဇဂိုရဲ့ပြည်နယ်တစ်ခုဖြစ်တဲ့စံပါပြည်နယ်ဆိုတာရှိတယ်။ဘာပြည်နယ်တော့စကဝါပန်းနေနဲ့လိုင်ပွင့်ပြီးတော့နေတဲ့တိတ်သားရတဲ့တောတန်းတောင်တန်းဒီကြည့်လိုက်တော့ကြည့်ချူလို့မဆုံးနိုင်အောင်ตายရတဲ့အခုသူတော်ကောင်းတို့ရဲ့မြဝတီနယ်လိုနေမှာပေါ့ဒီလောက်တော့တောင်တန်းကတော့မြင့်ခြင်းမှမြင့်မယ်ပေါ့သို့တော့တောတန်းတောင်တန်းလေးတွေနဲ့ရေကန်ကလေးတွေနဲ့သဘာဝလေကွက်ကလေးတွေနဲ့တိတ်ပြီးတော့ตายရတဲ့စံပါမြို့အဲ့ဒီစံပါမြို့မှာကုသိုလ်ကောင်းမှုအကျိုးပေးတဲ့အတွက်ကြောင့်မလို့အင်မတန်ချမ်းသာကြွယ်ဝတဲ့မိသားစုထဲမှာတူရီတော့သားကလေးတယောက်မွေးဖွားလာတယ်အဲ့ဒီသားလေးနာမည်ကသောနကောလီဝိတာသားလေးနာမည်ကပါလေအမလီလက်ဖွားရှိဖွားနုလိုက်တာပြောမနေရွှေရောင်အမွေးလေးတွေတောင်ပေါက်နေတယ်တဲ့အသားရည်တွေလည်းဘလောက်တည်းနုညံ့လိုက်တယ်ဆိုတော့ဝါကွမ်းလိုနုညံ့ဤနေတယ်အသားရည်တွေရွှေရောင်တောက်နေတယ်မလှဘူးလားဒီလိုထူးခြားတယ်ဆိုတာတခြားကြောင်းလားကုသိုလ်လုပ်ခဲ့လို့လားသူတော်ကောင်းတို့လည်းကုသိုလ်လုပ်ကြမယ်ဆိုရင်မဖြစ်မှာလားဖြစ်မှာလားကုသိုလ်ပါရင်တန်ត្រာဘဝမှာမချမ်းသာမှာလားချမ်းသာမှာလားကုသိုလ်မပါရင်တော့အဲ့ဒါနဲ့ခုနကသရိုးသားလေးတီသူတော်ကောင်းတို့နာမည်ကြော်ကြလိုက်တာရာဇဂိုမြို့ကဘယင်ကြီးနာထီပေါင်းသွားပြီဘယင်ကြီးကတွေ့ခြင်းလို့တဲ့အဲ့ဒီရွာသူရွာသားတဲ့နဲ့တကွာမောင်သောနလာစေရမယ်ဆိုပြီးတော့ဘယင်ကြီးကအမိန့်တော်သတ်မှတ်လိုက်ပါပြီဘယင်ကြီးကကြည်ကျင်လို့ဘယင်ကြီးကသူတော်ကောင်းတို့ကတော့ကြည်ရမယ်ဆိုမကြည်ကျင်ဘူးလားဟုတ်တယ်လေဘယင်ကြီးကလည်းကြည်ကျင်တာကို
အဲ့ဒါနဲ့ဘာနဲ့လာရွှေထန်းစင်နဲ့လာတာတဲ့ဘာနဲ့လာတော့ရှေ့ခေတ်တုန်းကကားမှမရှိတာရွှေထန်းစင်အဲ့ဆိုတချို့နေရာမှာလေချောင်းတွေရှိတဲ့နေရာမှာဖုံးကြီးတွေပင့်တော့လေဘာနဲ့ပင့်အဲ့ဒီထန်းစင်နဲ့ပင့်တာနော်